မနေ့ကလိပ်စာကပ်ဖြစ်ဆက်လေးတင်ပြီးတော့ဘလို့ print ထုတ်ရလဲမင်းနေကြလို့ပေါ့နော်ဒီလိပ်စာကပ်ရဲ့ size က9 cm အမြင့်က 5.4 cm ပေါ့နော်အခုမင်းကဒီဗီဒီယိုရဲ့အောက်မှာဒီရဲ့ frame လေးကိုမင်းပုံလေးချထားပေးမယ်ပေါ့နော်အဲ့ဒီပုံလေးပေါ်မှာကိုမင်းခုပြထားသလိုမျိုးပေတံလေး frame ယူလိုက်မယ်ပေါ့နော်ဒီပုံကိုယူတာမဟုတ်ဘဲနဲ့ဒီပုံပေါ်ကနေပြီးတော့ frame လေးယူလိုက်တာပေါ့နော်ယူပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကဒီအောက်ခံမင်းပေးထားတဲ့ frame ကိုဖြတ်လိုက်မယ်ဖြတ်ပြီးတဲ့အခါမှာ background အသစ်နဲ့မင်းတို့ frame ကိုယူပြီးသွားပြီပေါ့နော်ယူပြီးသွားပြီဆိုဒီပေတံထဲမှာပဲမင်းတို့ရဲ့လိပ်စာကတ်ကိုခုနဖြတ်ပြီးသား9 cm 5.4 cm ကိုပေတံအတွင်းထဲမှာပဲမင်းတို့ထည့်မယ်ပေါ့နော်ထည့်ပြီးသွားတဲ့အခါမှာဒီကြားလေးထဲမှာမြင်လာမသိဘူးဒီအဖြူရောင် line လေးတွေပေါ့နော်အဲ့ line ကဆက်ကဖြတ်သွားမဲ့ line တွေပေါ့နော်ဒါပေမဲ့အဖြူစချန်ထားပြီဆိုလို့ရှိရင်ဖြတ်တဲ့အခါမှာနည်းနည်းလေးစောင်းသွားရင်ကိုယ့်ရဲ့လိပ်စာကတ်အသားပါသွားမှာဆိုလို့လိပ်စာကတ်ရဲ့အသားအတိုင်းကိုမင်းတို့လေယာအတစ်ထပ်ယူမယ်ပြီးတော့ select ဒီလိုမျိုးဆွဲမယ်ပြီးရင် create layer ပေါ့နော် layer တက်မှာပဲအဲ့ဒီအရာကိုဖြည့်လိုက်မယ်ဖြည့်ပြီးသွားပြီဆိုတော့မင်းတို့ print ထုတ်ပြီးတော့အခါမှာကတ်ဆက်ထဲကိုထည့်ပြီးတော့သုံးလို့ရပါပြီရှင်အဲ့ဒါဆိုလို့ရှင်လိပ်စာကတ်ကွက်တိလေးထွက်လာမယ်ပေါ့နော်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်